ဝန်ထမ်းတွေပဲဖြစ်ပါတယ်ဒီမှာတက်တော့ဝန်ထမ်းတွေဒီမှာကလေးတို့ LGBT ဖို့တွေလည်းဒါပြတော့စိုက်အာလာတွေနဲ့ဒါပြပူပေါင်းကြတယ်ပြည်သူနဲ့တရားရရှိတာ